안녕하세요 여러분.ဒီနေ့ 여러분을ကိုတင်ပြပေးသွားမယ့်တရားလေးကတော့ Ulla မေဆိုတဲ့တရားလေးဖြစ်ပါတယ်။ကဲစလိုက်ကြရအောင်ရှင်းချက်ခတ်ကြအောင်။အဲ့တော့ Ulla ဆိုတာကကြတော့မြန်မာလိုမေလို့အဓိပ္ပာယ်ရတယ်ပေါ့နော်။သူကအရှိမ action verb နဲ့တွဲမယ်။အဲ့တော့ action verb နဲ့တွဲပြီးတော့ action verb မှာအသက်ပါ ul သုံးပြီးတော့အသက်မပါဘူးဆိုရင်တော့လာလီသုံးပေးမယ်ပေါ့နော်။ပြီးလို့ရှိရင်သူ့နောက်မှာတော့ပေါ့နော် noun လိုက်ပေးရမယ်ပေါ့။ဟုတ်တယ်နော်။ဥမာအပြင်အဲ့ဒီ action verb လုံးမဲ့ဆိုတဲ့နော် noun ပေါ့။ဥမာပြောမယ်ဆိုရင်သွားမဲ့လာမဲ့စားမဲ့တောက်မဲ့အဲ့လိုပုံစံပေါ့ဟုတ်ပြီနော်နေဒါဆိုလို့ရှိရင်အောက်ကိုဥပမာလေးတွေတစ်ချက်ကြည့်ကြည့်ရအောင်နော်နေဒီမှာဆိုရင် 이것은 이따가 먹을 케이크예요. 이것은 ဒီအရာကတော့ 이따가 တဲ့ 이따가 ဆိုခဏနေရင် 먹을 တဲ့ကဲလာပြီပေါ့နော်ကဲ 먹을 ဆိုတော့ 먹다 လာတာပေါ့နော် 먹다 စားသည်အဲ့တော့စားသည်ကိုစားမဲ့လို့ပြောချင်တဲ့အတွက်ကြောင့်မလို့သူကအသက်ပါတဲ့ခါကျတော့ဦးလေးနဲ့ထည့်ပြီးမှာပေါ့နော်အဲ့ဒါဆိုရင် 먹을 အဲ့တော့စားမဲ့ cake ရေရော cake ပါကဲအနောက်က noun လိုက်ရတယ်ပေါ့နော်အဲ့တော့အမှ noun လေးလိုက်တော့ cake က noun အဲ့တော့ 먹을 cake အဲ့ဆိုရင်စားမဲ့ cake ပေါ့နော်အဲ့ဆိုရင် 이것은 이따가 먹을 cake예요 ဒါကတော့ခဏနေရင်စားမဲ့ကိတ်မုတ်ပါနေရမယ်နော်ကဲနောက်တစ်ကြောင်းတော့ကြည့်ကြည့်မယ်နောက်တစ်ကြောင်းကကြတော့ 이 원피스는 제가 내일 입을 옷이에요.ကဲဒီမှာကြည့်မယ်이 원피스는 이 원피스ဆိုတာကတော့ဒီခေါင်းဝင်ကိုပြောတာပေါ့နော်ခေါင်းဝင်ခေါင်းဝင်ကတော့တဲ့ဟုတ်ပြီနော်제가တဲ့ကျမက 내일 မနေ့ဖြန် 입을 နော် 입을ဆိုဝတ်မယ်အဲ့တော့ 입다 လာတာပေါ့နော် 입다 အဲ့တော့ 입다 မှာအသက်ပါတဲ့အတွက်ကြောင့်မလို့သူကဦးလေးနဲ့ထည့်ပြီးမယ်ဒါဆိုရင်အသက်လေးကူးသွားတော့ 입을 အဲ့တော့ဝတ်မယ်옷이에요နော်옷ဆိုတော့အဝတ်ပေါ့နော် 이에요 ဆိုဖြစ်ပါတယ်ဟုတ်ပြီနော်အဝတ်ဖြစ်ပါတယ်이 원피스는 제가 내일 입을 옷이에요ဒီခေါင်းဝင်ကတော့ကျမမနေ့ပြန်ဝတ်မယ်အဝတ်ပါအင်ကြီးပါတူတူပဲပေါ့နော်နေဒါဆိုရင်ဒါလေးလည်းရမယ်နော်နောက်တစ်ကြောင်းကိုထပ်ပါမယ်နောက်တစ်ကြောင်းကကြတော့숙제가 많아서 놀 시간이 없어요. 숙제가 많아서 숙제ဆိုတာအင်စာ많아서ဆိုတာကများတာပေါ့နော်အဲ့တော့ so ဆိုတော့လူအင်စာများလို့ 놀 시간 ဆိုတော့စော်ရမယ့်အချိန်အဲ့တော့ 놀တာကလာတာပေါ့နော်အဲ့မှာတစ်ချက်ပြောမယ်ဆိုရင်မူရင်းကလည်း 놀တာပဲဟုတ်တယ်နော် 놀တာအဲ့ဒီမှာလာအသက်ပါလို့ရှိရင်သူကပါတယ်လေဘာနဲ့တွေ့ရမှာလဲမှတ်ထားရမှာကလာသက်တီဒီအသက်မပါတဲ့တရားလို့မှတ်ပြီးတော့ဒီအသက်မပါတဲ့တရားလေးနဲ့ကပ်မယ်အဲ့တော့ဥလထဲမှာဘာပဲကပ်မှာလဲသူကလာသက်ဆိုရင်လာနေပဲကပ်ပြီးမယ်ဟုတ်တယ်နော်အသက်လာသည်အနောက်မှာလာနေပဲကပ်အဲ့တော့အဲ့လိုလာတော့တွေ့တဲ့အခါမှာမူရင်းလာကပျောက်သွားတယ်နော်မူရင်းလာကပျောက်သွားပြီးတော့အဲ့ဒီတရားလာကသူ့အနောက်ကိုဝင်သွားမယ်ဒါဆိုရင် no လို့ဖြစ်သွားတာပေါ့နော်အဲ့တော့စော်မေအဲ့တော့ no တာဆိုတာကစော့ဒီကစားဒီလေဒီပေါ့ဟုတ်တယ်နော်ဒီမှာတော့စော်ရမယ့်အချိန်ရှိကန်ဆိုတာကအချိန်ဟုတ်တယ်နော်အဲ့တော့ no ရှိကန်ဒီစော်ရမယ့်အချိန်က 없어요 မရှိဘူးရမယ်နော်숙제가 많아서 놀 시간이 없어요အင်္ဂါတွေများလို့စော်ရမယ့်အချိန်မရှိဘူးနောက်တစ်ခုတော့မယ်부모님께 드릴 선물을 살 거예요 부모님께မိဘတွေကိုနော်드리ပေးမယ်နော်선물을လက်ဆောင်ကို살 거예요ဘာဖြစ်လဲဝင်မှာအဲ့တော့ဒီမှာသတိစောမှုပေါ့နော်အဲ့တော့သတိတာပေါ့အဲ့တော့မိဘတွေမို့လို့ကဲလေးသုံးသွားတယ်ဟုတ်လားနော်မိဘတွေမို့လို့လည်းကဲသုံးနေတာကဲဆိုတာကတော့သူကအမှန်တည်းကတော့ဒီကဲဒီစီတို့ပေါ့နော်လဲမိဘတွေမို့လို့ကဲလို့သုံးလိုက်တာပေါ့နော်ကဲသူကကဲ၍များတငယ်ချင်းတို့ပါလို့ဆိုလို့ရှိရင်တော့သူဒီအဲကဲတို့ဟန်ထဲတို့အဲ့လိုသွားမှာဟုတ်ပြီနော်မိဘတွေဆိုတော့အမြင့်ဆုံးဖြစ်တဲ့ကဲလေးသုံးလိုက်တယ်အဲ့ဒီမှာမိဘတွေဖြစ်တဲ့အတွက်ကြောင့်မလို့တတိတာဆိုတဲ့ပေးတီဆိုတာပေါ့နော်တတိတာဆိုပေးတီဖြစ်သွားတယ်ဒါဂျူတာနဲ့အမြင့်ဆုံးဂျူတာရဲ့အမြင့်ဆုံးလေရိုးရိုးတငယ်ချင်းဆိုရင်တော့ဂျူတာလို့ပြောမှာပေါ့အဲ့မှာဘုံမိုးနင်းဖြစ်တဲ့အတွက်ကြောင့်မလို့အနောက်မှာတတိတာဆိုပြီးတော့ဗါတယ်လေပေးတီပေါ့နော်အဲ့တော့အဲ့မှာဒရီအဲ့တော့သတိတာเนาะအဲ့တော့အသက်မပါတဲ့ခါကျတော့ဘာနဲ့တွဲမှာလဲလာတက်လေးပဲထင်မှာပေါ့ဒါကြောင့်မလို့သတိလို့ဖြစ်သွားမယ်เนาะသတိ선물이에요 선물ကလက်ဆောင်선물을 살 거예요လက်ဆောင်ကိုစားတာဝင်မယ်살 거예요ဆိုတာဝင်မယ်လို့ပြောတာเนาะဝင်မယ်ဝင်မှာပါတူတူပဲဟုတ်ပြီနော်အဲ့တော့부모님께 드릴 선물을 살 거예요မိဘတွေကိုပြီးမဲ့လက်ဆောင်ကိုဝင်မယ်
저하고 같이 크리스마스 공연을 할 친구는 성진이에요. 저하고 저만의 아두나 저하고 하고자니네 저하고 우리 저하고 저만의 같이서 아두로 크리스마스 공연ဆိုတာက ဖြော်ပြပွဲเนาะ 우리 친구를 အဲ့ဒီမှာ ဟာဆိုတာက ဆိုတာက 하다 ပေါ့เนาะ အသက် မာတဲ့အတွက်ကြောင့်မလို့ မပါလို့ ဘာဖြစ်လဲ လာတက်လေးပဲထည့်မယ် အဲ့တော့ 공연을 하다 ဆိုတော့ ဖြော်ပြမယ်ပေါ့เนาะ အဲ့လိုပြောချင်တာပေါ့เนาะ အဲ့တော့ သူက 2ခုရှိတာပေါ့เนาะ ဖြော်ပြပွဲကို 할 ဆိုတော့ လုပ်မယ်เนาะ ဖြော်ပြပွဲကို လုပ်မယ်တဲ့ 친구는 တငယ်ချင်းကတော့ 성진이에요. 성진마 ဟုတ်ပြီเนาะ အဲ့တော့ ကျမနဲ့အတူတူ Christmas ဖြော်ပြပွဲကို လုပ်မယ် တငယ်ချင်းကတော့ 성진마 အဲ့တော့ ဖြော်ပြပွဲကို လုပ်မယ်လို့လည်းပြောလို့ရတယ်လို့ ဖြော်ပြမယ်ပေါ့เนาะ အဲ့လိုမျိုးပြောလဲရပါတယ်เนาะ အဲ့တော့ 저하고 같이 크리스마스 공연을 할 친구는 성진이에요. 성진이에요. ဟုတ်ပြီเนาะ ကျမနဲ့အတူ Christmas ဖြော်ပြပွဲကို လုပ်မယ်တငယ်ချင်းကတော့ 성진마 ကဲဒါဆိုလို့ရှိရင် 울လာလေးကိုရမယ်ထင်ပါတယ် အဓိကကတော့ ပတ်ဖို့ကြည့်ပြီး တက်ပါရင် 울 မပါရင် 라 နောက်တစ်ခုကကြတော့ 라 အသက်တွေဆိုရင် 라 နဲ့ပဲတွဲမယ် မူရင်း 라 ပြောင်းတယ် ဟုတ်ပြီနော် ကဲဒါဆိုရင် အစာနဲ့တစ်ခေါက်ပြန်ပြီးတော့ဖတ်ပြမယ်ပေါ့နော် 네. 이것은 이따가 먹을 케이크예요. 이것은 이따가 먹을 케이크예요. 이 원피스는 제가 내일 입을 옷이에요. 이 원피스는 제가 내일 입을 옷이에요. 숙제가 많아서 놀 시간이 없어요. 숙제가 많아서 놀 시간이 없어요. 부모님께 드릴 선물을 살 거예요. 부모님께 드릴 선물을 살 거예요. 저하고 같이 크리스마스 공연을 할 친구는 성진이에요. 저하고 같이 크리스마스 공연을 할 친구는 성진이에요. 그래서 이해하면 될 말에 나중에 한번ပြန်တွေ့ပါမယ်. 안녕.